Hello guys ဒီနေ့ကတော့ CM University ထဲမှာ15ရက်နေ့ကနေ23ရက်နေ့ထိကျင်းပသွားမယ် CM Fair 2025ပွဲကိုခေါ်သွားမှာပဲဖြစ်ပါတယ်။ကျောင်းကိုဆက်ရောက်ချင်းတုန်းကစောသေးတာမလို့ဆိုင်အကုန်လုံးကတော့မဖွင့်သေးဘူးပေါ့နော်။ဒါပေမဲ့တချို့ဆိုင်လေးတွေကတော့ဖွင့်နေပါပြီ။ဒါကတော့ကျောင်းဆောင်ပေါ်ကနေပြီးတော့မုတ်ချင်းတဲ့အောင်မြင်ရတဲ့ပြင်ဝင်လေးပါ။မုတ်ဆိုင်နေမဖွင့်သေးလို့ဆိုပြီးတော့ကျောင်းရဲ့အနောက်ဘက်မှာရှိရဲ့ကစားကွင်းလေးတို့လုပ်ပေးထားတဲ့နေရာကိုတွားခဲ့ပါတယ်။ဒါမဲ့လည်းကန်ကောင်းတာတကူကကစားကွင်းရလဲစောလို့ဆိုပြီးမဖွင့်သေးဘူးပေါ့နော်။အားကြောင့်မလို့ဒီလိုမျိုးကစားလို့ရတဲ့ဟာလေးတို့ပဲတက်ပုံရိုက်ခဲ့ပါတယ်။ဒါကတော့ထိုင်းနိုင်ငံရဲ့ပတ်စံရှာနေအစ်စ်လေးပေါ့နော်အားလုံးလည်းသိကြမယ်ထင်ပါတယ်သူတို့မွေးထားတဲ့ယုံလေးပူးလေးဝက်ကလေးတွေကိုအစားကျွေးရတာပေါ့နော်အခုမြင်နေရတဲ့ငါးကန်လေးကတော့စာရွက်ပါပါလေးတွေကိုသူတို့ကပေးထားပြီးတော့အဲ့စာရွက်လေးတွေနဲ့ငါးဖက်နဲ့ဂိမ်းလေးပါအခုမြင်နေရတဲ့ကရိယာသေးသေးလေးတွေကိုအသုံးပြုပြီးတော့တကယ်စားလို့ရတဲ့အစားအစာတွေကိုချက်ပြုတ်တဲ့အစီအစဉ်လေးရလဲဒီရက်ထဲမှာနာမည်ကြီးနေတယ်ပေါ့နော်အခုအဆောင်ကတော့ကျောင်းရဲ့နောက်ဘက်ခြမ်းမှာရှိတဲ့အားကစားရုံမှာမုတ်စီးတဲ့ဘက်ကိုပြန်ထွက်တဲ့လမ်းတစ်လျှောက်လုံးမှာလည်းအခုလိုမျိုးဆိုင်လေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် See you in the next video bye bye